ကိုလည်းဆက်အောင်ပေါ့ နော် ဘုမဝင်လာတာဒီ တောင်းတော့စောင့်နေလို့ စောင့်နေလို့အဖေအိမ်မှာရှိသေးရလား လူလေး အဲဒီလိုလေးလာမယ်လာမယ် တောင်းတော့မတောင်းပါ ဟို ဘူး တက်တောက်ပြီးလာမယ်စိတ်ရိုက်လာမယ် အကြောင်းသိတယ်ဆိုတော့တိတ်တယ်ပြဿနာမရှိဘူးငယ်ချိုးငယ်တာလည်းတိတ်ပြဿနာမရှိ တီးအကြောင်းတီးဆိုတော့တိတ်တိတ်လေးပဲနေလိုက်တော့ ဇွန်နေတင်တာရှိမင်းရေးခံမှာ ဇောနီစင်ဇောနီစင်ငါရဲ့ရေချိုးကန်ထဲမှာစိတ်ဆန်လူနဲ့တော့အောင်ရက်တော့ဆန်ဇောနီစင်ပြောက်တယ် ဘယ်ဟုတ် ဘယ်အောင်လိုက်ရှာ ဘယ်ဟုတ် ကြီးကပြည့်တယ်ရေချိုးကန်နဲ့အဲ့နားရဲ့ရေချိုးကန်နဲ့တွဲ ဆွဲ အဲ့ရေကန်လေးကြီးရေကန်လေးထဲမှာဇောနီစင်စိတ်ဟာရောက်မေးဘာဟုတ်လားငါရေကန်ဒါပဲရှိတာတော့ကြလူနေကွာတော့တောက်ပြေးသွားတယ်အရင်တော့မပြေး အဲ့ဒါအရင်နဲ့မင်းတို့တင်လို့ရေချိုးတာပါညာလို့ ဟုတ်တယ် အဲ့ဒါဘယ်ဖြစ်မလဲငါလေး အော်တော့ကြငါစိတ်ညှိုးစင်ရမဟုတ်ခါလေစံသူကစိတ်ရ အဲ့ဒီအခုပြည့်ရှင်းလေအခုရှင်းလိုက်လေကျုံလို့ မောင်ချခဲ့သမ်းတယ် ပေါ့ပါပေါ့ပေါ့ပါ ဟာ တုံးရတော့ လမ်းလေးကိုသူတို့လိုက်ဖို့ကားလည်းမလောင်ဘူးက အေး လမ်းမောင်ကားလမ်းမောင်အေး အဲ့လိုဖြစ်သွား အခုဖြစ်တော့ကားရပါတယ်ပြန်သွားရေကိုဖောက်ထုတ်ရေတေး ဒီရှုပ် လည်းလို့ရှုပ်တာ မှန်တယ် ငါစစ်တောင်းလိုက်ရင်ပါတော့